ငှက်မျိုးစေ့တစ်ခုဖြစ်ပြီးတော့အောက်ချင်းငှက်တွေရဲ့အတောင်ကမဲနဲ့နေပြီးတော့အဖြူအောင်မှရောရှက်နေတာမို့လို့တွေ့ရတဲ့မှတ်မိလွယ်တဲ့မျိုးစေ့တစ်ခုပါပဲလူတွေနဲ့ကင်းကင်းနေတတ်ကြသလိုအရှက်ကြီးရဲ့နေထိုင်မှုပုံစံကြောင့်လည်းလူသိများပြီးတော့ငှက်တကောင်လုံးရဲ့အစိပ်ပိုင်းနဲ့အမူကျင်အားလုံးဟာမြန်မာနိုင်ငံကချင်းတိုင်းရင်းသားလူမျိုးစုတစ်ခုလုံးကိုကိုစားပြုထားတဲ့သတ္တဝါတစ်မျိုးပဲဖြစ်ပါတယ်ဒီလိုပြောတာကနည်းနည်းရရတော့မဟုတ်ပါဘူးချင်းပြည်ကမုတ်ဆိုးတွေမှာဆိုရင်တော့အောက်ချင်းငှက်တကောင်ဖမ်းရမှာကြံတကောင်မှာရဆိုတဲ့စကားပုံရှိခဲ့တဲ့အပြင်ကိုမှအောက်ချင်းငှက်တွေရဲ့နေထိုင်ပုံကလည်းစမ်းကြယ်လို့နေပါတယ်ဒီအောက်ချင်းငှက်တွေဟာအုပ်စုနဲ့နေထိုင်ကြတဲ့ငှက်တွေဖြစ်ပြီးတော့တအုပ်စုမှာ12ကောင်ကနေ15ကောင်အထိရှိနေတတ်ကြပါတယ်ဒါပေမဲ့အဲ့ဒီအုပ်စုတွေကအောက်ချင်းအမနဲ့အထီးနှစ်ကောင်ကချစ်ကြိုက်သွားပြီဆိုရင်တော့အုပ်စုတွေကနေခွဲထွက်ပြီးတော့နှစ်ကိုယ်တူတအိုးတိန်ထူထောင်ကြပါတယ်ဘယ်လောက်ထိချစ်ကြသလဲဆိုရင်အတူသွားအတူစားပြီးအဲ့ရင်တောင်မှအောက်ချင်းငှက်မလေးဟာငှက်ထီးရဲ့အတောင်ကြားထဲမှာခေါင်းလေးဝစ်ပြီးတော့အိတ်ဆက်ကြပါတယ်ဒီနေရာမှာထူးခြားတာကအောက်ချင်းငှက်တွေဟာတခြားငှက်တွေလိုမျိုးတူတိုင်းကြိုက်ပြီးတော့တွေ့ရနဲ့အတူနေတဲ့ငှက်မျိုးမဟုတ်ပါဘူးတကောင်ဆိုရင်တကောင်တေးရဲထိပေါင်းတင်းကြပြီးတော့တစ္ဆာဆိုတဲ့စကားလုံးကိုဘဝတစ်ခုလုံးနဲ့ယဉ်ပြီးတက်တည်ပြသူတွေပဲဖြစ်ပါတယ်ငှက်ထီးနဲ့ငှက်မဟာပေါင်းတင်းလိုက်ပြီးဆိုတာနဲ့မျိုးပွားဖို့မိတ်လိုက်ကြသလိုငှက်မဟာလည်းမွေးဖွားဖို့ပြင်ဆင်ရပါတော့တယ်ကိုဝင်ရင်လာပြီးဆိုတာနဲ့တကူစားထက်အနှဲငယ်ကျဲဝန်းတဲ့တက်ခေါင်းပေါက်ကိုအတူရှာပြီးတော့အတိုက်တဲဖို့ပြင်ဆင်ကြပါတယ်လူသားတွေလိုပဲအောက်ချင်းငှက်မကတက်ခေါင်းကိုအမိုက်တွေတရက်တွေနဲ့ညီညာနေအောင်တေချာခင်းထားသလိုငှက်ဖို့ကလည်းမြေကြီးတွေကိုနေရာရရက်ကနေတဲပြီးတော့အဲ့ဒီတရက်တွေပေါ်မှာညီနေအောင်ထပ်ခင်းပေးပါတယ်အားလုံးညီသွားရင်တော့ငှက်မဟာအထဲကိုဝင်ထိုင်လိုက်ပြီးတော့ငှက်ထီးကတစ်ပင်ကနေဆေးကြနေတဲ့တက်ဆေးတွေကိုတဲယူပြီးငှက်မဝင်သွားတဲ့တက်ခေါင်းပေါက်ကိုနှုတ်သီးဝင်လို့ရအောင်သာထားပြီးတော့အသေးပိတ်ပစ်ပါတော့တယ်ဒါကြောင့်ငှက်မရောငှက်ထီးပါဝင်လို့ထွက်လို့မရတော့ဘဲနဲ့ကလေးမွေးတဲ့ကာလတစ်ခြားလုံးမှာငှက်ထီးကရွှာကျွေးရပါတော့တယ်ဒီလိုပြန်တန်းရှာကျွေးတာဟာတရက်ကိုအကြိမ်60ကျော်တာမို့လို့အင်မတန်ပင်မဆင်းရဲတဲ့အလုပ်လို့တော့ပြောလို့ရပါတယ်ဒီလိုလာပေါင်းများစွာကျွေးပြီးတဲ့နောက်မှာတော့ငှက်မဟာငှက်ပေါက်လေးတွေကိုမွေးဖွားလာပါတော့တယ်တမက်ကာလာပြေးလို့အချိန်ကြပြီဆိုရင်တော့ငှက်ဖို့ဟာမာနေတဲ့တစ်ဆေးတွေကိုဆွဲခွာပါတော့တယ်ပြီးရင်တော့အရင်ဆုံးငှက်မကိုပွေးဖက်ပြီးတော့ငှက်ပေါက်လေးတွေကိုကြည့်ရင်ဂယုဏတက်နေပါတယ်ငှက်မဟာလာပေါင်းများစွာအထဲမှာနေရတာကြောင့်အမွှေးတွေမရှိတော့တဲ့အပြင်ပြန်တန်းဖို့လည်းအချိန်ထပ်ယူရပါတယ်အဲ့ကာလတွေမှာငှက်ထီးဟာငှက်ပေါက်လေးတွေကိုရောငှက်အမကိုရောအပြန်တင်ပေးပြီးတော့မိသားစုဘဝကိုစတင်ကြပါတယ်အဲ့ဒီမိသားစုဘဝဟာလည်းတည်တဲ့အထိကိုအတီးပဲဖြစ်ပါတယ်ကြားရတာကြည်နူးစရာလေးဆိုပြီးတော့ပျော်ဖို့ကောင်းတဲ့ကြီးပဲမထင်လိုက်ပါနဲ့ငှက်ဖို့ဟာတစ်ဆေးတွေကိုသူ့အမှတ်သားနဲ့သူပိတ်ပစ်ခဲ့တာမို့လို့သူအစာသွားရှာတော့ဒီအမှတ်သားကပြက်နေရင်တစ္ဆာပြက်တယ်လို့သတ်မှတ်ပြီးတော့ဘာမှရှာမကြွတော့တယ်လို့သူကိုယ်တိုင်လည်းချက်ချင်းတက်တည်လိုက်ပါတော့တယ်တက်တည်ပုံကလည်းစမ်းကျက်ပြီးတော့အောက်ချင်းငှက်တကောင်ဟာအဆုံးစီရင်တော့မယ်ဆိုရင်ဟိုမိုးတိမ်ရံမြင့်ထက်ကိုတက်လိုက်ပါတယ်အမြင့်ဆုံးကိုရောက်ပြီးဆိုတာနဲ့သူတို့ရဲ့အတောင်တွေကိုတင်လိုက်ပါတော့တယ်ဒီနည်းနဲ့ကိုယ့်ကိုအမြင့်ကနေပြုတ်ကျစေပြီးတော့တေချောင်းကျန်တာပဲဖြစ်ပါတယ်ဒီလိုမဟုတ်ဘူးဆိုရင်တော့ကျန်တဲ့ကောင်ကနေမကောင်းဖြစ်နှလုံးကွဲပြီးတော့တေချရပါတယ်ဒါကြောင့်အောက်ချင်းငှက်တွေကိုအရှင်ဖမ်းခြင်းရင်နှစ်ကောင်လုံးကိုတစ်ခါတည်းဖမ်းရပါတယ်ဘလောက်တောင်ချစ်ကြီးရဲ့ငှက်တွေပါလေနော်ဒါကြောင့်အောက်ချင်းငှက်တကောင်ဖမ်းရမှာကြံတကောင်ပါရဆိုတဲ့ဆိုရစကားပေါ်ပေါက်လာခဲ့ရတာဖြစ်ပြီးတော့ဒီလောက်တစ္ဆာရှိရဲ့အောက်ချင်းငှက်တွေကိုချင်းလူမျိုးစုတွေကလည်းအတူယူစရာစံပြတတော်အနေနဲ့တတ်မှတ်ခဲ့ကြပါတယ်ကဲပရိသတ်ကြီးတို့ရေအခုပြ channel လေးကိုလည်း like and follow လေးပြုလုပ်ခဲ့ပေးဖို့မမေ့ပါနဲ့နော်အဆုံးထိကြည့်ရှုပေးကြတဲ့အတွက်တယောက်ချင်းစီတိုင်းကိုအထူးပင်ကျေးဇူးတင်ရှိရပါတယ်ခင်ဗျာ